ဘာအတွက်များတွေးပူနေမှလဲဖိတ်ကူသူမရှိလဲအေးစေးပေါ့ဘယ်သူမှမရှိလဲကိုဘဝအတွက်ကိုတိုင်းပဲညှိယူရမှာမဟုတ်လားအတွေးတွေဖြောက်ပြီးအလုပ်တစ်ခုသာလှုပ်လိုက်ပါတွေးပူတာတွေရော့သွားပါလိမ့်မယ်ဘယ်သူကများစိတ်တိုင်းမကြဖြစ်နေတာလဲပေါ့စိတ်တိုင်းမကြဖြစ်တိုင်းစိတ်ရိုင်းတွေရနေတာလဲကိုတိုင်းပဲလေကိုယ်စိတ်တိုင်းကြဖို့ဆိုတာကိုယ်စိတ်နဲ့ကိုတော်မှကိုယ်သဘောဆောင်နေတာမှမဟုတ်တာစိတ်ရိုင်းလေးတွေချပြီးမေတ္တာသာများပွားနေလိုက်ပါစိတ်တိုင်းမကြတာတွေနည်းသွားပါလိမ့်မယ်ဘာတွေများအလိုမကျဖြစ်နေတာလဲပေါ့အလိုမကျတာတွေများရင်ငကိုလှတာတွေပါရှားသွားမှာပေါ့လူချင်းမှုများလေအလိုမကျမှုလည်းများလေပဲမဟုတ်လားကျင့်နဲ့အောင်နေတတ်တဲ့စိတ်ကလေးသာမွေးမြူပြီးနေလိုက်ပါအလိုမကျတာတွေပြေးသွားပါလိမ့်မယ်ဘာကြောင့်များစိတ်တက်ကြနေမှလဲပေါ့အကြတကအကြတွေထဲမှာစိတ်တက်ကြတာအဆိုးဆုံးပဲလေစိတ်ကလေးကတကယ်တော့ဖြူပြီးသားမလိုအပ်တဲ့အာယုံတွေမှာဓာတ်တွေကျနေလို့စိတ်ကကြသွားတာတတိလေးကပ်ပြီးတရားအာယုံလေးနဲ့သာနေကြည့်လိုက်ပါစိတ်ဓာတ်လေးတွေပြန်တက်လာပါလိမ့်မယ်တေချာတွေးကြည့်တော့ဖြစ်စဉ်တိုင်းမှာအကြောင်းတရားဆိုတာရှိပြီးသားအဲ့ဒီအကြောင်းရဲ့အကျိုးဆက်အနေနဲ့ဘဝရဲ့အခြေအနေအပြောင်းအလဲဆိုတာဖြစ်နေကြတာလေအပြောင်းလဲဆိုတာအကောင်းလဲရှိမှာပဲမကောင်းလဲရှိမှာပဲဘလို့ပဲပြောင်းအကြာကြီးမဟုတ်တာတော့သိကြတယ်အချိန်တစ်ခုကိုတောင့်ခံထားနိုင်ရင်အားလုံးကအေးဆေးပါပဲကြာရှုံးသွားတဲ့သူတွေဟာဒီအပြောင်းလဲအခိုက်အတန့်လေးကိုတောင့်မခံနိုင်လို့ဖြစ်ကြတာလေတောင့်ခံခိုင်းတာအောင့်ခံနေဖို့မဟုတ်ဘူးနော်ရင်ဆိုင်နိုင်ဖို့နဲ့လက်ခံနိုင်ဖို့ပဲတတိမလွတ်ဖို့နဲ့ကုသိုလ်မမေ့ဖို့ပဲအရေးကြီးတယ်ဘာအခက်ခဲပဲကြုံကုသိုလ်တည်တာအားကိုးရပါပဲ